ကဲကျမဒီရန်လင်းကဒီဟာလေးဖောက်ပါမယ်ဟိုနေ့ကဖောက်တာတော့ရှုံးပါရဲ့ဒီနေ့တော့မသိဘူးပေါ့နော်ကဲဒီနေ့ဖောက်ကြည့်မယ်900ရန်စပေါက်ပြီအလဲ90ရန်ဟုတ်တော့ဟုတ်နေပြီဟဲ့ပစံပစံတွေကြီးပေါက်ပြီးခဏဗလာတွေကြီးလာတော့မှာကဲဗလာ100ပါတော်သေးရဲ့ဒီကနေကြီးလိုက်တော့ခါကျတော့ဗလာထင်လို့ပြတ်တော့မလို့100ပါတစ်ကလေး100တန်းလေးရဗလာပါ50နင်းခုန50ရန်ပေါက်တာဒီမှာကပ်ပဲရပါပြီဟဲ့9000နဲ့ဟုတ်တယ်မလား9000နဲ့မဟုတ်ပါနဲ့ငေါင်းနဲ့အစ်စ်ကလေးငေါင်းနဲ့အစ်စ်ကလေးပါဟိုနေ့ကတော့ရှုံးနေတွေ့တယ်ဒီနေ့မြက်ပြီထင်တာပဲလောက်ဆယ်9000ဆိုတော့မြက်တယ်လို့တော့ပြောလို့တော့မရသေးဘူးဒါပေမဲ့အတန်ကြီးပါပြီဆိုရင်ကိုမျက်နှာအော်တိုပျော်နေပြီ200ပါဒီရန်လင်းကိုကြိုက်တာသူကတကယ်ထဲ့တာအတန်ကြီးတွေ9000နဲ့1000တွေတကယ်ထဲ့တာသူ့ရဲ့ဒီစာရွက်မှာလည်းရေးထားတယ်ပေါ့နော်အဲ့လိုမျိုးပါတယ်ဆိုပြီးတော့တကယ်လဲသူကထဲ့တယ်ကံကောင်းရင်တော့ရမှာပေါ့နော်ကံမကောင်းရင်တော့ရှင်တို့ဗလာပဲကြမှာပေါ့နော်ဒါကတော့ကံနဲ့ပဲဆိုင်ပါတယ်ကျမလည်းရှုံးတဲ့အခါလေးရှိရဆိုတော့ဗလာပါကြီးွားတော့မဟုတ်လားပေါ့နော်ထက်လာလောက်ဗလာဗလာဗလာပါ100ပါဗလာပါဗလာကဲဒါတော့နောက်ဆုံးပါဗလာပါကဲဆိုကြည့်အောင်9500 9900 9900ဆိုရင်6100 6200ပါ6200ဆိုရင်တော့ကျမနည်းနည်းလေးတော့ရှုံးပါတယ်ဒါမဲ့လေကျမပျော်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လေ1005ရွက်ပေါက်တာနဲ့9000နဲ့1ရွက်ထဲပေါက်တဲ့ feeling ကမတူဘူးလေနော်ဒါအားကြောင့်မို့ကျမအရန်ပျော်ပါတယ်သူများတွေဆိုပတ်စံစုပ်တွေပါတယ်ဒီမှာဒါလေးကတော့အစ်စ်ကလေးဆိုတော့ကျမပို့ပြသဘောကျပါတယ်ရှင်တို့လည်းကျမလက်ဆောင်ပေးပါမယ်ဆိုတော့ကျမရဲ့ YouTube ကောင်လေး subscribe လုပ်ပေးကြပါအောင်လို့ကဲရန်လင်းကထွက်တယ်ဒီမှာမဲအောင်မဲတို့သေးလေးပေါ့နော်ဒါလေးဖောက်မယ်ဟိုနေ့ကဒါဒီအထုပ်လားမသိဘူးအဲ့ဒါဖောက်ပြီးတော့ဒီလက်ညိုးလေးကထိတ်ကလေးကပြဲသွားအသားပြဲသွားဒီကစတာပလာနဲ့ညှိသွားတာလေကဲပထမဆုံးဗလာပါဗလာနဲ့စတင်လိုက်ပါတယ်ဗလာပါဗလာပါပဲရှင်200စပေါက်ပါပြီ200စပေါက်ပြီဗလာပါဗလာပဲ200တော့ရတယ်ကဲဒီမှာ250ရပါပြီရှင်450ရပါပြီဗလာပါမဟုတ်တော့ဘူးမနောက်တော့2ထုတ်ဝဲကြံတော့ရယ်900ပါ950ရပါပြီမ2ထုတ်ဝဲကြံမှာတော့ရယ်ရှင်ဟုတ်တော့မဟုတ်တော့နည်းနည်းသတိထားပြီးဖောက်မှရဟိုတခါတော့လက်ပြေးမှဆိုလို့50ဆိုတော့1000ရပါပြီ1000နောက်ဆုံးဝဲအိမ်နဲ့လွယ်မလားမပြောတယ်တစ်ထုတ်ဝဲကြံတော့50ပါဒီကတော့ကျမရှယ်ရှုံးပါတယ်ဆိုတော့900 900 900ပေါ့နော်950 1050ပြန်ရပါတယ်ဆိုတော့ကျမရှုံးပါတယ်အများကြီးရှုံးတာကွယ်ရှုံးပါတယ်ဒါပေမဲ့အရှိမမြက်ခဲ့တဲ့အခါရယ်လည်းရှိရောခါကြတော့ကိစ္စတော့မရှိပါဘူးမဲဖောက်ရင်တော့လိုပဲရှုံးတဲ့ခါလည်းရှိရမြက်တဲ့ခါလည်းရှိရဆိုတော့လေတန်ကောင်းညင်းနေလာပါကဲကြည့်အောင်ကျန်လင်းဖောက်မယ်ကျန်လင်းဖောက်ပါမယ်ဒီမှာပါကဲဒီမှာဗလာလားမသိတော့ရပြကတ်နေရပဲထင်းတဲ့တိုင်းပါပဲမြင်ရအောင်တော့လေအထဲကိုလေသူတို့ဒီ parking အိတ်တွေကလည်းမတူဘူးเนาะတချို့ဟာတွေကြောင့်မြင်ရတယ်ကဲဒီမှာ200ပါ200စပေါက်ပါပြီဒါဆိုလုံးဝထူနေရပဲသူ့အိတ်အသားဘာမှမမြင်ရအောင်ကဲဒီမှာ90ပါ250ရနေဗလာပါဗလာပါ
ဘလာပါ250ပဲရပါသေးရဲ့ရှင်200ပါဆိုတော့450ရပါပါပြီ900ပါ950ရပါပြီနောက်ထပ်50တန်တရွက်လာငယ်ကျွန်မ1000ရပါပြီအလဲအဲ့လိုပါဇက်ကပြောတာတွေကဟုတ်နေရပဲ9000နဲ့1000နဲ့မလာဘူးလားမသိ50တန်တော့လာပါတယ်ကဲလာပါကဲဒါနောက်ဆုံးအိတ်ကလေးပဲဖြစ်ပါတယ်တန်ကောင်းချင်းနေလာပါကဲကြည့်အောင်ကန်ကောင်းချင်းနေလာပါဆိုဒီမှာကြည့်ကန်ကောင်းချင်းဆိုတော့ဘာလဲဆိုတော့ဒါကိုပြောတာပါဒီမှာကြည့်ကဲအဲ့ဆိုကျွန်မဒီမှာ9000နော်9500ဒီမှာ9000ခွဲ9900ဒီမှာ6000နဲ့50ပြန်ရပါတယ်မြင်နေနော်ရှင်းလို့လည်းအဲ့လိုဖောက်တဲ့ခါကျရင်ကျမလိုမျိုးကန်ကောင်းချင်းနေလာပါလို့ပြောမှဖောက်ကြည့်ပါတကယ်ကန်ကောင်းချင်းနေရောက်လာလိမ့်မယ်